အပိုင်းခွန်ရဲ့စမှာတော့မနနာဇုံထဲမှာလမ်းကြောင်းကိုတေချာမမြင်ရဘဲနဲ့တောင်အကြောင်းလမ်းမရှိမောင်းနေပြီးတော့သူရှိကကားနှစ်စီးကိုလည်း surprise ဆန်ဆန်ကြော်ပြသွားတဲ့ကနဒကိုတော့အားလုံးကလည်းအံ့ဩစွာနဲ့ချီးကျူးနေခဲ့ကြပါတယ်အခါဘကလည်းရှေ့ကကားနှစ်စီးကိုအမိလိုက်ဖို့လုပ်နေတဲ့အချိန်မှာ86ကသူ့ကိုပါကြော်သွားတာကြောင့်တော်လေးကိုလည်းစိတ်တူနေခဲ့ပါတယ်ခုချိန်မှာတော့မိုးကလည်းတိတ်သွားပြီဖြစ်ပြီးတော့လမ်းတွေကလည်းပြန်ချောက်လာနေတာကြောင့်သူ့ရဲ့အင်ဂျင်ပါဝါမြင့်တဲ့ Ferrari ကားနဲ့အမိပြန်လိုက်ပြီးတော့ပြန်ကြော်ပြမယ်လို့တော့အခါဘကတော့တွေးနေခဲ့ပါတယ်အစင်းကြားအကွာအဝေးကလည်း6စက္ကန့်လောက်ရှိနေပေမဲ့လည်းအခါဘကတော့အချိန်ဟုန်ပြည့်တဲ့ကိုအမိလိုက်နေခဲ့တယ်လို့ရှေ့ကကနဒါကလည်းအားကုန်ထုံမောင်းနေပြီးတော့အကွာအဝေးကိုပူကျဲအောင်လည်းလုပ်နေခဲ့ပါတယ်တစ်ဖက်မှာလည်းရှေ့ဆုံးကကိုကီနဲ့ဘဂင်ဘောင်ဝါတို့ကအပြင်းထန်မောင်းနေကြပြီးဘဂင်ဘောင်ဝါကတော့နောက်ကနေအတင်းလိုက်ကပ်ပြီးဖိအားတွေလည်းပေးနေခဲ့ပါတယ်ကိုကီကတော့သူ့နောက်ကိုအတင်းလိုက်ကပ်မောင်းနေတဲ့ဘဂင်ဘောင်ဝါကြောင့်ဖိအားတွေများနေခဲ့ပြီးတော့ဘယ်နေရာဘယ်အချိန်မှာကြော်တက်မလဲဆိုတာကိုပဲအမြဲစဉ်းစားနေခဲ့ပါတယ်တစ်ဖက်မှာလည်းကနဒါကအချိန်ကုန်တင်မောင်းနေပြီးတော့သူ့ရဲ့အားသာချက်ဖြစ်တဲ့အကွေ့တွေမှာလည်းအချိန်ကုန်တက်တာစီမဲ့ပုံစံမျိုးတွေနဲ့အစွမ်းကုန်ထုတ်သုံးနေရပါတယ်နောက်ကအခါဘကလည်းအမိပြန်လိုက်ပြနေပြီးတော့သူကရဲ့အင်ဂျင်ပါဝါအားသာချက်ကိုအကောင်းဆုံးသုံးချနေခဲ့ပါတယ်အားပေးနေတဲ့သူတွေကလည်းလမ်းကအယမ်းမချောက်သေးတာတောင်နှစ်စီးကြားအကွာဝေးကစကျင်းလာနေခဲ့တော့ Ferrari လိုထိပ်တန်းပြန်ကားတစ်စီးကို86ကားအနေနဲ့မရှင်နိုင်ဘူးဆိုတာကိုသိနေခဲ့ကြတော့ကနဒါအတွက်ကိုလည်းစိတ်မကောင်းတွေဖြစ်နေခဲ့ကြပါတယ်နောက်ကမေဒိုနိုကလည်း Ferrari ကားကိုသူ့ရဲ့ကားနဲ့အမိလိုက်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့တွေးနေခဲ့မယ်ကနဒါလုတ်ပြသွားတာကိုနမူနာယူဖို့သူ့ကိုယ်သူပြန်ပြောနေပြီးတော့ Ferrari ကားကိုမှီအောင်အချိန်တင်လဲမောင်းနေခဲ့ပါတယ်အားပေးနေတဲ့သူတွေကလည်းအဆင့်1နေရာထက်အဆင့်3နေရာလူနေတဲ့သူတွေရဲ့ပြိုင်ဆိုင်မှုကပိုပြီးပြင်းထန်နေခဲ့တာကြောင့်စိတ်ဝင်စားနေလဲစောင့်ကြည့်နေခဲ့ကြပါတယ်ဒီလိုနဲ့လမ်းကတဖြည်းဖြည်းပိုချောက်လာနေခဲ့တော့နှစ်စီးကြအကွာဝေးကလည်း8စက္ကန့်လောက်ပဲကွာပါတော့တယ်ဒီတော့ကနဒါကလည်းအချိန်ကုန်မောင်းနေရသလိုအခါဘကလည်းသူ့ရဲ့လုံနိုင်စွမ်းကိုအကုန်ထုတ်သုံးပြီးတော့လိုက်နေခဲ့ရပါတယ်သူတို့တွေမကဘဲနဲ့ကျန်တဲ့သူတွေကလည်းပန်းဝင်ကနီးလာနေတော့ပြိုင်ဆိုင်မှုကပိုပြီးပြင်းထန်လာနေခဲ့ပြီးတော့အချိန်ဟုန်ပြည့်တဲ့ကိုမောင်းနေခဲ့ကြပါတယ်ကိုကီနဲ့ဘဂင်ဘောင်ဝါကတော့လမ်းကြောင်းရဲ့နောက်ဆုံးပိုင်းကိုစတင်ဝင်လာခဲ့ပြီးတော့ကိုကီကတော့ရှေ့ကနေအကောင်းဆုံးထိတ်မောင်းနေခဲ့ပါတယ်ကိုကီကသူ့နောက်ကအရေးလိုလိုက်ကပ်နေတဲ့ဘဂင်ဘောင်ဝါကိုခြံထားနိုင်ခဲ့မဲ့ဖြူဟာကိုလည်းတွေးနေခဲ့ပါတယ်ဒီလိုနဲ့ရှေ့လာမဲ့လမ်းကျမှာသူကားကိုဟန်ချက်ပစ်သွားတဲ့ပုံစံလွတ်လိုက်ရင်တော့နောက်ကဘဂင်ဘောင်ဝါကခဏကြောင်သွားပြီးတော့အချိန်လျှော့လိုက်မယ်အဲ့ဒီချိန်ကျမှသူကအချိန်ပိုတင်မောင်းလိုက်မယ်ဆိုပြီးတော့စဉ်းစားနေခဲ့ပါတယ်တစ်ဖက်ကဘဂင်ဘောင်ဝါကလည်းနောက်ဆုံးလမ်းကြောင်းဆိုတော့သူလုံးမရတော့မယ်ဆိုပြီးတော့နောက်ကနေရသလောက်ကတ်မောင်းနေခဲ့ပြီးတော့ကြော်တက်လို့ရမယ်ခွင့်ရဲကိုလည်းစောင့်နေခဲ့ပါတယ်ကနဒါကလည်း86ကိုအကွေ့တွေမှာအမိုက်စားကိုချက်တွေနဲ့လည်းမောင်းနေခဲ့ပါတယ်ဒါပေမဲ့အခါဘကတော့ Ferrari ကရဲ့လုံနိုင်စွမ်းအကုန်ကိုဖီအားပေးမောင်းနေခဲ့တော့တစ်စီးကြကွာဝေးကလည်းပိုးပြီးနီးလာနေခဲ့ပါတယ်အကျဉ်းချသူတွေကလည်းလမ်းချောက်သွားတဲ့အချိန်မှာ Ferrari ကရဲ့အမြန်နှုန်းကထိထိတလာမြန်လာနေတာကြောင့်ကြာခင်မှာပဲ86ကိုမှီနိုင်လိမ့်မယ်လို့လည်းပြောနေခဲ့ပါတယ်သူတို့တွေနဲ့တော်တော်နောက်ကျကြံနေခဲ့တာကတော့အီရှီဂါမီနဲ့ယာရှီဘပဲဖြစ်ပါတယ်ယာရှီဘကတော့မိုးတိတ်သွားတာကြောင့်အချိန်တင်လို့ရနေပေမဲ့လည်းအီရှီဂါမီကလမ်းပိတ်မောင်းနေခဲ့တော့စိတ်ပြက်နေခဲ့ပါတယ်အီရှီဂါမီအနေနဲ့ကလည်းအက်ဆီဒန့်ဖြစ်သွားတာကကားနောက်ပိုင်းကိုထိန်းချုပ်မရဖြစ်သွားပြီးတော့အချိန်လဲပူတင်မရလည်းဖြစ်နေခဲ့ပါတယ်ဒီအချိန်မှာပဲယာရှီဘကကြော်တက်ဖို့လုပ်နေခဲ့တော့အီရှီဂါမီအနေနဲ့လည်းရှင်းမောင်းမှုလုပ်လိုက်ပေမဲ့လည်းကားကဟန်ချက်ပြက်နေခဲ့တော့အချိန်တင်းမရတာကြောင့်လည်းအကျော်ခံခဲ့ရပါတယ်ဒီဖြစ်ပျက်ကြောင့်သူ့ရဲ့ပါတနာကတော့ကားကဒီလောက်ဖြစ်နေတာတော့အချိန်ပိုတင်မောင်းနေတဲ့အီရှီဂါမီကိုကားကိုအနားပေးပြီးတော့ဆက်မပြိုင်ဖို့ကိုလည်းနားချနေခဲ့ပါတယ်ဒါပေမဲ့အီရှီဂါမီကတော့ဘလောက်ပဲဖြစ်ဖြစ်ဆက်ပြိုင်ပြီးတော့ရတဲ့အဆင့်ကိုတော့ယူရမယ်လို့လည်းပြောနေခဲ့ပါတယ်တစ်ဖက်ကအိုင်ဗာကလည်းဆာကာမိုတိုနောက်ကိုအတင်းကပ်မောင်းပြီးတော့ဖိအားတွေလည်းပေးနေခဲ့တာကြောင့်ဆာကာမိုတိုအနေနဲ့လည်းအခက်တွေ့နေခဲ့ပါတယ်ပန်းဝင်ကနေနေတဲ့ရှေ့ဆုံးနှစ်ယောက်ကလည်းအပြင်းထန်မောင်းနေကြပြီးကူကီကတော့သူ့ရဲ့ viewer ကိုစတင်အသုံးချဖို့အတွက်လည်းလှုပ်လိုက်ပါတယ်ဒီလိုနဲ့ကူကီကကားကိုဘေးပညာရမ်းလိုက်ပြီးတော့ဟန်ချက်ပြတ်သွားတဲ့ပုံစံလှုပ်လိုက်ပေမဲ့လည်းဘဂင်ဘောင်ဝါကအချိန်မလျှော့တဲ့အပြင်ဘေးချင်းရှင်မောင်းလာခဲ့တာကြောင့်သူ့ရဲ့ viewer အရသူပဲပြန်ကြောင်သွားခဲ့ပါတယ်ဒီလိုနဲ့နှစ်စီးလုံးကတယောက်ကိုတယောက်အကျော်မခံရအောင်ဘေးချင်းရှင်မောင်းနေခဲ့မယ်အင်ဂျင်ဘောင်ဝါမြင့်တဲ့ပေါ်ရှဲကားကပုံမြန်နေပြီးတော့ကိုကီကတော့တဖြည်းဖြည်းနဲ့နောက်မှာပဲကျန်နေခဲ့ရပါတယ်ဘဂင်ဘောင်ဝါကတော့ပြန်ပွဲရှောင်းလုံးမှာသူ့ကိုစိတ်လှုပ်ရှားအောင်လုပ်နိုင်ခဲ့တဲ့ကိုကီကိုလည်းကျေးဇူးတွေတင်နေခဲ့ပါတယ်
အားပေးနေတဲ့သူတွေကလည်းပကင်ပေါင်းဝါကိုနိုင်တဲ့ဂျပန်လူမျိုးမရှိတော့ဘူးလားဆိုပြီးတော့လည်းစိတ်ပြတ်သွားခဲ့ကြပါတယ်တစ်ဖက်ကကနေဒါကလည်းအချိန်ကုန်မောင်းနေခဲ့ရင်ပဲအခါဘာကတော့လိုက်မိတော့မဲ့အနေအထားအထိဖြစ်နေခဲ့ပါတယ်ဒီအဖြစ်အပျက်ကြောင့်ဥကာဒါကလည်းစိတ်မကောင်းနေဖြစ်နေပြီးတော့ဂျင်ညာသူတွေကတော့အကျော်ခံရဖို့တေချာနေတဲ့86အနေနဲ့ပန်းဝင်ကနေချိန်မှာအကျော်မခံရအောင်ဘလို့လမ်းပိတ်မောင်းလဲဆိုတာကိုပဲကြည့်ရမယ်လို့လည်းပြောနေခဲ့ပါတယ်ဥကာဒါကတော့အခုချိန်မှာငိုနေရပြီးအင်ဂျင်ပါဝါ200ပဲရှိတဲ့86ကားကအင်ဂျင်ပါဝါ680လောက်ရှိတဲ့ Ferrari ကားကိုရှင်းမောင်းတာကမဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့သူ့ကိုယ်သူကိုပဲပြန်ပြီးတော့အပြစ်တွေတင်နေခဲ့ပါတယ်ကနဒါကတော့နောက်ဂျီမန်ကနေအခါဘကိုမြင်နေရပြီးအခါဘကလည်းအစမ်းကိုလိုက်မောင်းနေခဲ့တော့နှစ်စီးကြအကွာဝေးကလည်း1စက္ကန့်လောက်ပဲကွာပါတော့တယ်ဒီနှစ်စီးရဲ့ပြိုင်ဆိုင်မှုကဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့နောက်တစ်ပိုင်းမှာဆက်လက်စောင့်ကြည့်ပေးကြပါအောင်ဗျအခုရပိုင်းလုတ်တင်မာတာနဲ့ဗီဒီယိုသစ်တွေမတင်နိုင်တာကိုတော့ကျွန်တော်ဘက်ကနေလည်းနှုတ်ညွတ်တောင်းပန်လိုက်ပါတယ်ဗျအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်